နေညကရင်ဆိုင်ကစားခဲ့တဲ့ Premier League ပွဲစဉ်22မှာအာဆင်နယ်အသင်းကတန်းဆင်းဆုံး PR အောက်ကရုန်းကန်နေတဲ့ Everton အသင်းကိုအဝေးကွင်းမှာတကူကိုမရှိနဲ့ရေးနေခဲ့ပါတယ်။ဒါဟာအာဆင်နယ်အသင်းအတွက်2022-23ဘောလုံးရာသီမှာဒုတိယမြောက်ရှုံးပွဲဖြစ်တယ်လို့အဝေးကွင်းဒုတိယမြောက်ရှုံးပွဲလည်းဖြစ်ပါတယ်။ Premier League ပြိုင်ပွဲဟာရာသီဝက်ဆိုတဲ့အနေအထားကိုကျော်လွန်လာတဲ့အချိန်မှာအာဆင်နယ်အသင်းအနေနဲ့ Champions League ပြည်လမ်းပေါ်ကနေဆက်လက်ဦးဆောင်နိုင်ဖို့အတွက်လက်ကျန်ပွဲစဉ်တိုင်းကိုအမှားယွင်းမရှိကစားနိုင်ဖို့အာရုံစိုက်ကစားသွားမှာဖြစ်ပေမဲ့မမျှော်လင့်ပဲတန်းဆင်းစုံတွေက Everton ကိုအရေးနှိမ့်ခဲ့တာကတော့အားလုံးကိုအံ့အားသင့်စရာဖြစ်စေခဲ့ပါတယ်။အဲဒီတော့ Everton နဲ့ပွဲမှာအာဆင်နယ်အသင်းဘာတွေမှားခဲ့တယ်လဲဆိုတာကို Football 24ကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စနေညကပွဲရလက်ကြောင့်အာဆင်နယ်အသင်းဟာအမှတ်ပေးစရာထိဆုံးမှာပဲဆက်လက်ရပ်တည်နိုင်ခဲ့ပေမဲ့ Everton အသင်းကတော့အမှတ်ပေးစရာအဆင့်19နေရာကနေအဆင့်18နေရာကိုရောက်လာခဲ့ပြီးတန်းဆင်းစုံတွေကရုံထွက်နိုင်မဲ့အခွင့်အရေးတွေရှိလာခဲ့ပါတယ်။အဲ့ဒီပွဲမှာ Everton နီးပြသစ်ရှောင်းတိုက်ချီရဲ့နီးပြူဟာတွေဟာဆန်းဆန်းပြပြမရှိခဲ့ပေမဲ့ Arsenal နီးပြအာတီတာကတော့အမှားယွင်းအချို့ကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအမှားတွေကပဲ Arsenal အတွက်ပေးဆက်မှုကြီးမားခဲ့ရတာဖြစ်ပါတယ်။နီးပြအာတီတာအနေနဲ့ဘာအမှားတွေပြုလုပ်ခဲ့ပါသလဲ။အာတီတာရဲ့ပထမဆုံးအမှားကတော့အစောတလင်လူစားလဲခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ဒီရာသီ Arsenal အသင်းရဲ့အနေအထားကိုကြည့်မယ်ဆိုရင်သူတို့ဟာဂိုးဘလောက်ပဲပေးထားပြိုင်ဘက်ကိုထိုးနှက်ဖို့အချိန်ကောင်းကိုစောင့်ဆိုင်လေးရှိတာကိုတွေ့ရလိမ့်ရှိပါတယ်။မန်ယူကိုအိမ်ကွင်းမှာအနိုင်ရခဲ့တဲ့ပွဲမှာဆိုရင်အာတီတာဟာဂိုးတွေပေးနေရပေမဲ့လူစားလဲမှုကိုကြီးကြီးမားမားမပြုလုပ်ခဲ့ပါဘူး။ဒါပေမဲ့ Everton နဲ့ပွဲမှာတော့အာတီတာအလင်းစလိုလူစားလဲမှုပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ဒုတိယပိုင်းစပြီးတိတ်မကြခင်မှာပဲမာတီနယ်လီရဲ့နေရာမှာ Trossard ကိုလူစားလဲကစားစေခဲ့ပေမဲ့ဘာမှထူးခြားမသွားခဲ့ပါဘူး။နောက်တစ်ချက်ကတော့ Arsenal တိုက်စစ်ဟာ Everton ဂိုးပေါက်ကိုထိရောက်တဲ့ PRP ချင်းချောက်မှုတွေမပြုလုပ်နိုင်ခဲ့တာပါ။ပွဲချိန်ပထမပိုင်းမှာ Arsenal အသင်းရဲ့ဘောလုံးပိုင်ဆိုင်မှုဟာ85%အထိရှိပါတယ်။အဲ့ဒီအနေအထားမှာ Arsenal အသင်းဂိုးပေါက်တဲ့ကန်ချက်2ကြိမ်ပြုလုပ်နိုင်ခဲ့ပေမဲ့2ကြိမ်စလုံးက Everton ဂိုးသမားပစ်ဖို့အသေးအတန်ကာကွယ်ခဲ့ရတဲ့ကန်ချက်တွေမဟုတ်ခဲ့ပါဘူး။ဒုတိယပိုင်းမှာ Arsenal ရဲ့တိုက်စစ်ကပထမပိုင်းကလိုပဲတစ်လည်နေခဲ့တာပါ။ Trossard ရဲ့အဝေးကန်ချက်တွေမတွေ့ခဲ့ရသလိုဂိုးရှိဖြတ်တင်ဘောတွေကလည်း Pickford ရဲ့ပုတ်ထုတ်ကာကွယ်မှုတွေကြောင့် Arsenal ဂိုးပေါက်ရှာတွေ့ဖို့ခက်ခဲခဲ့ရတာပါ။ဂိုးပေါက်ချင်းချောက်မှုအနည်းငယ်သာဖန်တီးနိုင်ခဲ့တဲ့အချက်က Arsenal ကိုပေးဆက်မှုကြီးမားစေခဲ့တာဖြစ်ပါတယ်။တတိယအချက်ကတော့ကွင်းလယ်လူ Odegaard ကိုညာဘက်ချမ်းမှာတိုမီယာစုနဲ့တွဲဖက်မပေးခဲ့တာက